လာပါရှင်ဒီချက်စင်ပေးကကြိုဆိုပါတယ်ရှင်ဒီချက်တို့ဒီနေ့ပေါ့နော် web form အကြောင်းလေးကိုတူတူလေးလာကြည့်ရအောင်ဒီຫນွေရာဒီမှာဒီချက် video file တွေတင်တာပေါ့နော်နည်းနည်းလေးခက်ကြဲကြဲလေးဖြစ်နေတယ်ဒီချက် grammar level 0 class လေးကိုဒီချက်နည်းနည်းလေးပေါ့နော်တေချာလုတ်ပေးနေလို့ပါဒီချက်ခု web form လေးကိုချက်ပုံမှန်တင်ပေးပါမယ် web form word form လေး task rewrite တွေကိုဒီချက်တေချာပုံမှန်ပြန်တင်ပေးဖို့ဒီချက် video file လေးဆက်ပြီးတော့လုပ်နေပါပြီရှင် okay ဒါဆိုဒီချက်တို့တူတူလေးလာကြည့်ရအောင်အခုတမဲ့9တန်းနေ9တန်းနေအတွက်ကတော့ web form နဲ့ word form တွေအရန်ကိုရေးကြည့်အခု web form တွေကဘယ်တန်းအစပါလဲဆို3တန်းအစပါတာပေါ့နော် okay ဒါဆိုဒီချက်တို့တူတူလေးလာကြည့်ရအောင် web form do I blank the ditches now ပါလာလေ now ပါလာတယ် now ပါလာပြီဆိုရင်ဒီချက်ကိုဘယ်ပုံစံလေးသုံးမလဲ now ပါလာရင်ဒီချက်ကformula number ကတော့7သုံးမယ် now at present at this moment stay today Lord listen carefully continually please wait don't miss a noise be quiet ပါပြီဆိုတော့ miss ရပါရန်ကြီးလို့သုံးတယ် carefully မပါဘူးเนาะဒီချက်မှပြောလိုက်တာ carefully နေရာမှာ continuously ဆိုတာပါသွားတယ်okay ဒါဆိုရင်ဒီချက်ပြောမယ် now ပါပြီဆိုရင် I နောက်မှာပါပဲလိုက်မလဲအမေစပရပါရန်ကြီးဆို I am ဖြစ်မလား I is ဖြစ်မလား he is ဖြစ်မလားအဲ့လိုဟာဆိုရင်ဒီချက်တို့ grammar level ကတော့အနည်းငယ်သိရမယ် grammar မှာ test အနည်းငယ်သိရမယ် voice အနည်းငယ်သိရမယ်ပြီးတော့ဒီချက်တို့ 8 power of speech ဆိုတဲ့အဲ့ဒါအနေငယ်သိရမယ်အဲ့ဒါဒီမှာဒီချက် verb form word form ကလွယ်ကူသွားလိုက်မျိုးချက်ပြောချင်တယ်ပေါ့နော် grammar level ဘာမှမရှိရခလေးအောင်ဒီချက် verb form word form ကတော့ဒီစာအုပ်ဝယ်လဲအပြည့်လွတ်ချက်ကမှသိကြတယ် okay ဒါဆိုဒီချက်ကိုတူတူလေးလာကြည့်ပဲ I ဆိုရင် I am doing I ဆိုရင် am နဲ့ဆက်တက်ပြီးတော့ ing ဆိုတော့ doing doing သုံးတယ် clean my sister never blank the window never ပါပြီ never ပါပြီဆို formula number ဘယ်လောက်လဲ never ပါရင် formula number ကတော့4ဖြစ်ပါတယ် always sometime often usually daily every weekly regularly generally on Sunday never twice a day every day every month ပါပြီဆိုရင် for one အနေနဲ့သုံးတယ်ဒါတော့စာမျက်နှာအိမ်မှာရှိပါတယ်ဒီမှာပါokay ဒါဆိုရင်ဒီချက်က never ပါပြီဆိုဒီမှာ for one အနေများသုံးပြီး for one အနေများသုံးပြီးဆိုရင်ဒီချက်ကဒီ verb ကိုကြည့်မယ် for one ဆိုရင် subject ကိုကြည့်တာဒီ subject နေရင် verb နေမယ် subject များရင် verb များတယ် grammar level 0နဲ့ပြန်လုံးဝသက်ဆိုင်တယ် grammar ချိန်ကမပါရင်မရဘူးလို့ပြောထားတယ်ဒီနေရာမှာဘာလို့ s ထည့်ရလဲဘာလို့ s မထည့်ရလဲဆိုအဲ့နေရာမှာတေချာကိုကသိထားရမယ် okay ဒါဆိုရင် clean မှာဘာလို့ s ထည့်ရလဲ subject နေရင် verb လည်းနေမယ် verb နဲ့ s ပါတယ်SES ပေါင်းထည့်ရတယ်ပေါ့နော်ကဲ clean he blank တဲ့ဘာတော့ now ဘာလာပြီလဲ now ပါလာပြီ now ပါလာပြီဆိုတော့ပါတော့ဒီချဲတို့ကအမေ simplify ရန်ကြီးသုံးမယ်ဒါဆိုရင် formula နံပါတ်ဘယ်လောက်လဲ7မှာပါပါတယ် he ဆိုရင် am သုံးမလား is သုံးမလား are သုံးမလားဆိုတော့ကိုကအဲ့ဒီ grammar အခြေခံတော့သိထားရမယ်နော် he ဆိုရင်ဘာနဲ့သုံးလဲ is ကဲ clean CLEANING clean နဲ့ဖြစ်ပါတယ်ဒီချီဒီမှာ n ပါတယ် n ပါရဲ့သားနဲ့ဒီရှေ့မှာ AEIOU တစ်လုံးပါရဲ့ဆို n နှစ်ခါဖြစ်မယ်လို့ပြောကြတယ်ဒီမှာတရဘယ်နှလုံးပါလဲနှလုံးပါတယ်တရနှလုံးပါရဲ့ဆို n တစ်ခါပဲထည့်ရတယ်ဆိုတဲ့အကြောင်းအရာလဲအဲ့ဒီ grammar ကိုလည်းအခြေခံတည်တည်နေဒီချက်တရားလေအကြံပေးပါတယ်အရေးကြီးတာဒီလိုရဒီမှာ grammar လေးတွေကိုအခြေခံသေချာတတ်ထားမယ်ဆိုရင်ဒီချက်ရဲ့ verb form တွေ word form တွေကအလွတ်ချက်စရာမလိုဘဲနဲ့ formula လေးသိရုံနဲ့လွယ်လွယ်ကူကူနဲ့မြန်မြန်ဆန်ဆန်ဖြေနိုင်မှာသေချာပါတယ်ဒါဆိုရင်ဒီချက်တို့ကလေးရလေဒီ verb form တွေ word form တွေ task rewrite တွေအားလုံးကဒီချက်တို့အဖြေတွေအလွတ်ချက်ချင်းကနေပြင်ဝေးသွားမှာသေချာပါရဲ့ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် video file မှာထပ်ပြီးတော့တွေ့ဆုံအောင်ရှင်ဟောပြောအောင်မယ်နော်ဒီချက်ရဲ့ဒီ verb form word form စာအုပ်လေးကအနည်းငယ်ပဲကြံတော့တာမို့လို့ဒီချက်ရှိမှာအမြန်ဆုံးမှာယူလို့ရပါတယ်ရှင်